ပြင်းတိုင်းဆင်းတဲ့ Oli ဆေးကိုအိတ်ကက်ထဲကောက်ထည့်ပြသွားတယ်ရိုဒီရဲ့ခြေစွမ်းကိုမကြိုက်ကြဘူးလားပြင်းတိုင်းစစ်ကကမ္ဘာမှာအကြောင်းအရာဆုံးလို့ခင်ဗျားတို့ထင်နေကြတော့ပဲလားပြီးခဲ့တဲ့ရာသီကရောအခုကမ္ဘာလားမှာပါမီးဟုံးတောင်းနေတဲ့ပြင်းရဲ့အကောင်းဆုံးခြေဝင်မိုက်ကယ် Oli ဆေးတယောက်ခွင်းထဲမှာအရေးတောင်ရှာမရလောက်အောင်ရိုဒီရဲ့ဘောမီအိတ်ကက်ထဲရောက်သွားတာကိုသိရင်တော့ခင်ဗျားတို့အမြင်တွေလုံးဝပြောင်းသွားပါလိမ့်မယ်ပရိသတ်များအားမင်္ဂလာပါခင်ဗျာဟင်းတော်အိမ်မက်ကွန်ရှိကောင်မောင်ပိုင်စစ်ပရင်စာပေကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်ခင်ဗျားတို့တေချာစဉ်းစားကြည့်ပြအမဘေးတမ်မီလီဒူရင်းနဲ့အိုလီဆေးဆိုတဲ့ပြင်းတဲ့အတိုင်းစစ်လျောက်တွဲကြီးကိုဘယ်သူမှတားလို့မရတော့ဘူးလို့ပြိုင်ပွဲတစ်လျှောက်လုံးအမုန်းတင်ခဲ့ကြတာပါဒါပေမဲ့ဒါလက်စ်ကွင်းမှာကစားခဲ့တဲ့စင်ဖိုင်နယ်ပွဲမှာတော့အဲ့ဒီကြောက်ခမန်းလီလီတိုင်းစစ်ကြီးဟာစပိန်ရဲ့စနစ်ကျလွန်တဲ့ခန်းစင်းနဲ့ကွင်းလယ်အောက်မှာအတောင်ပံရိုက်ချိုးခံလိုက်ရတဲ့ချက်ဖာကြီးလို့အတန်တိတ်သွားခဲ့ပါတယ်ပြင်းတဲ့တပွဲလုံးမှာကန်သွင်းခွင့်ဆင်ကျင်ရခဲ့ပေမဲ့ဂိုးပေါက်တစ်တာက3ချိန်နေပါအဲ့ဒီ3ချိန်စလုံးကိုလည်းစပိန်ခန်းစစ်ကလွယ်လွယ်ကူကူပဲပိတ်ဆို့ဟန်တားနိုင်ခဲ့ပါတယ်ပရိုင်မှာလူငယ်လေးလာမင်းရာမဲကပြင်းတဲ့နောက်ခံလို့ဒီညီကိုရီးယားထဲမှာဝင်ဖြတ်ရာကနေရလာတဲ့ပနတီကိုအရာဇာဘဲကသွေးနဲ့ကန်သွင်းပြီးပွဲကိုဦးဆောင်ခဲ့ပါတယ်ဒုတိယ58မိနစ်မှာတော့ဒန်နီအိုမိုရဲ့လှပတဲ့ဖန်တီမှုကနေပေါ်ရိုကပြင်းတဲ့ကိုသမားမိုင်နန်ကိုကြော်ဖြတ်ပြီးဒုတိယဂိုးကိုအဆုံးသတ်ပေးခဲ့ပါတယ်စပိန်ဟာဒီပွဲမှာလူစားဝင်ကစားသမားမယ်ရီနိုရဲ့နောက်ကျဂိုးတွေနဲ့ကယ်တင်ရတဲ့ကစားကွက်မျိုးကိုတော့ထုတ်သုံးစရာမလိုတော့အောင်ကန်သွင်းခွင့်2ချိန်ဂိုးပေါက်တဲ့2ချိန်စလုံးကိုဂိုးဖြင့်ပြောင်းလဲပြီးပြပြတသားနိုင်သွားခဲ့တာပါဒီဝက်မှာစပိန်2စီးနဲ့နိုင်သွားတဲ့ဆိုရရလက်တက်ပိုပြီးချီကျူးရမှာကစပိန်ကွင်းနယ်ရိုဒီရဲ့ပါရမီရှင်ဆန်လွန်တဲ့အခြေစွမ်းပါပဲဘောလုံးသမိုင်းတစ်လျှောက်လုံးမှာပယ်မက်ကိုဒီလောက်ထိအသက်ရှူရကျက်အောင်လဲပြီးညှစ်ပြီးကွင်းနယ်ကိုစိုးမိုးသွားတဲ့ကစားမမျိုးကိုလက်ချိုးရည်လို့ရပါတယ်ရိုဒီယာကွင်းနယ်မှာတကယ်ကိုသွေးစာနေတဲ့ဘလူးတရေကြီးတကောင်လိုပါပဲဒါပေမဲ့သူ့ရဲ့ကစားဟန်ကကြမ်းတမ်းတာမဟုတ်ပဲစေယုတ်တရုတ်လိုတိကျလွန်နေတာပါဘောလုံးသူ့ခြေပြားမှာရှိတဲ့အချိန်တိုင်းပွဲရဲ့အရှင်ဟုန်တန်ဖိုးကိုသူ့လိုသလိုဆွဲတင်ဆွဲချလုပ်သွားပါတယ်ပြည်သူကစားသမားတွေနဲ့ရှင်လို့ရတဲ့50-50အနေထားတိုက်ပွဲတိုင်းမှာရိုဒီကာပဲအပြတ်အသတ်အသာစီးရခဲ့ပြီးပွဲတစ်ခုလုံးကိုသူ့ရဲ့လက်ခုပ်ထဲကရေလိုစိတ်ကြိုက်ချဲလဲသွားခဲ့တာပါအခုဒီပွဲရဲ့အဓိကဆောင်းဝင်ခန်းကိုရောက်လာပါပြီပြည်သူအတွက်ဒီနေ့ကမ္ဘာမှာတောက်ပါဆုံးကျယ်ဝင်းဖြစ်နေတဲ့မိုက်ကယ်အိုလီဆေးတယောက်ဒီပွဲမှာဘာဖြစ်သွားတာလဲအဖေကတော့ရိုးရှင်းပါတယ်သူ့ရဲ့ဓာတ်ရိုက်ပြန်မဲ့ဖြစ်တဲ့ရိုဒီကသူ့ကိုကွင်းထဲကနေလုံးဝဖျောက်ပြက်ပစ်လိုက်တာပါပဲအော်လီဆေးဆိုတာကပြီးခဲ့တဲ့ရာသီကရောဒီကမ္ဘာမှာပါဘောလုံးရပြီဆိုတာနဲ့ပြန်မဲ့ခံစစ်တွေကိုတစားစီဆွဲပြဲနိုင်စွမ်းရှိတဲ့သူပါဒါပေမဲ့ဒီပွဲမှာတော့အော်လီဆေးဘောလုံးလာတောင်းနိုင်ရိုဒီကအကြိုတင်နေရာယူပြီးပိတ်ဆို့ထားပါတယ်အော်လီဆေးဘောလုံးရသွားတဲ့ခါတိုင်းမှာလည်းလှဲထွက်ခွင့်ပြေးဆွဲခွင့်မရအောင်ရိုဒီကသူ့ရဲ့ခန္ဓာကိုယ်ချိုးစားကိုတုံးချပြီးအသေးလဲထိန်းချုပ်သွားခဲ့တာပါရလက်ကတော့ပြင်းတဲ့အားထားရဆုံးကစားမဟာရိုဒီရဲ့ဘောင်းမီအိတ်ကက်ထဲကိုအသာလေးအထက်ခံရပြီးကွင်းထဲမှာပါမန်းအောင်မတိရလောက်အောင်ပျောက်ချင်းမလားပျောက်ဆုံးသွားခဲ့ရပါတယ်ဒါလူငယ်ချေဝင်လေးအတွက်တော့အကြီးမားဆုံးသင်ခန်းစာနဲ့အိမ်မက်ဆိုးကြီးတစ်ခုဖြစ်ခဲ့ရပါတယ်ဒီရှုံးပွဲကြောင့်ပြင်းတဲ့နီးပြဂျီဒီယာဒေးရှွန်အတွက်တော့သူ့ရဲ့14နှစ်တာပြင်းတဲ့အသင်းနီးပြဘွားကိုဆီမီဖိုင်နယ်ရှုံးပွဲနဲ့အနီးကောင်းချုပ်လိုက်ရပါပြီလာမယ့်စနေနေ့မှာကစားမယ့်တတိယနေရာလူပွဲဟာသူ့အတွက်နောက်ဆုံးကင်တွယ်ရမယ့်ပွဲစဉ်ဖြစ်လာတော့မှာမို့ကမ္ဘာသမိုင်းမှာအောင်မြင်ဆုံးနီးပြတယောက်အနေနဲ့တတရာရစီမဲ့ရလက်ကောင်းတစ်ခုနဲ့ပဲအဆုံးသတ်သွားခြင်းမှာအသေးချပါပဲဒါမှတော့ဥရောပချန်ပီယံစပိန်အသင်းဟာသူတို့ဗိုလ်ဆွဲခဲ့တဲ့2010ကမ္ဘာလုံးကလိုပဲဘောလုံးပွဲကိုတက်လန်းသွားနိုင်ခဲ့ပါပြီအမဘေအိုလီဆေလိုလိုကမ္ဘာအဆင့်တိုက်စစ်တွေကိုတော့အိတ်ကက်တဲ့ထင်းနိုင်ခဲ့တဲ့ရိုဒီဦးဆောင်တဲ့စပိန်ကွင်းလယ်နဲ့ခန်းစစ်ကိုဘောလုံးပွဲမှာအင်္ဂလန်ဒါမှမဟုတ်အာဂျင်တီးနားဘယ်အသင်းတက်လာလာဘယ်လိုရင်ဆိုင်ကြော်ဖယ်မလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေတာအမှန်ပါပဲညီကိုတို့ကရောအော်လီဆေတော်ဒစ်လေခဲ့ရတဲ့ရိုဒီရဲ့ခြေစွမ်းအပေါ်ဘယ်လိုများမြင်ကြလဲပြောပြသွားခဲ့ကြပါဦးအစောင်းလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ